မွေးငါးကြိုက်တဲ့သူတွေအတွက်ပြင်ဦးလွင်မြောင်မြတော်ဝင်းမှာအဝါစားမွေးငါးဘူဖေးအစီအစဉ်လေးပြန်စနေပါပြီနော်။မွေးငါးကိုပဲကြော်ဘူးသီးကြော်အီကြာကွေးတွေရောအကုန်လုံးကြိုက်သလောက်အဝါစားတယောက်ကို4500နဲ့နေ့18ရက်နေ့ကနေ24ရက်နေ့အထိမနက်8နာရီကနေနေ့လယ်17နာရီအထိကိုဒီမြောင်မြတော်ဝင်းတီဟောက်စ်မှာစားလို့ရပါတယ်။ကိုရိုင်းယူစနစ်နဲ့ဘူဖေးခင်းထားပေးတာပေါ့နော်။မုတ်ဖက်ရောညက်ခောက်ဆွဲဖက်ရောရှိတယ်ပြီးတော့အကျော်တွေရောအီကြာကွေးရောပဲတီးနက်နက်မင်းရောကိုစိတ်ကြိုက်အကုန်လုံးကြိုက်သလောက်အဝါထည့်စားလို့ရတယ်။ဟင်းအိုးဆိုလဲဘေးမှာအငွေ့တစ်ထောင်ထောင်နဲ့ပူပူလေးတစ်ခါရဲထည့်ပေးရဒီမြောင်းမြတော်ဝင်းဆိုင်ရာမွေးငါလက်ရတော့ဟိုးရင်ကလေးကသူတို့ဆိုင်စောက်ဖွင့်သားလောက်ကလေးကအများရန်စားပြနေကြကြိုက်ပြီးသားပါဟင်းအိုးဆိုလဲမပြစ်မကျဲလေးနဲ့အနေတော်ပဲပေါ့နော်အရန်ငံလုံးနာမျိုးလည်းမဟုတ်ဘူးအခုအဝစားဘူဖေးဆိုတော့အကျော်တွေအစုံနဲ့အီကြာကွေးရောထည့်ပြီးတော့အဝစားခဲ့ပါတယ်မဖယ်တို့အိုးဝဲဦးတို့ကြိုက်တယ်ဆိုရင်လည်းတသက်မှစားလို့ရပါတယ်ဟဲ့လေရိုးရိုးရောစီလုံးဒီရောရတယ်ပြီးတော့ဒီမှာတခြားမနှက်စာဆိုရင်အုံလို့ခောက်ဆွဲတို့သုံးစုံတို့လည်းကြိုက်တယ်ပေါ့နော်ပြီးတော့ပေါက်စီတို့ဒီလိုဝတ်သားပေါင်းတို့လည်းရတယ်ဒီမြောင်မြတော်ဝင်တီဟောက်စ်မှာမနှက်စာလည်းမဟုတ်ဘဲနဲ့ပေါ့နော်နေ့လယ်စာတရုတ်စားစာလေးလည်းရတယ်ညနေလောက်ထိကမျိုးတွေစားလို့ရပါတယ်ငွေငါစိတ်ကြိုက်အဝါစားဘူဖေးအစီအစဉ်လေးရတော့ဒီလ24ရက်နေ့အထိရှိပါတယ်ဆိုင်လိမ့်စာလေးကပြုံးလွင်နိုင်စင်ဘက်ကသွားမယ်ဆိုရင်ဒီမြို့အဝင်နာကဝိုင်းရောက်လို့ရှင်ဘယ်ဘက်ကိုချူရမယ်ဒါဇီဝကလမ်းပေါ့နော်ဇီဝကလမ်းတိုင်းတဲတဲသွားပြီးတော့ညဘက်မှာတုံကပူရီဟိုတယ်တွေ့ရင်အေပေးကလမ်းအကျယ်တဲကိုချူရမယ်ဒီဆန်ဖရန်စစ္စကိုစားတောက်ဆိုင်နည်းနည်းကြော်ရင်ရောက်ပါပြီရက်ွက်ကြီးကကလလန်ရွှေတောင်ကုန်းရိပ်သာအရှိပြင်ဦးလွင်မှာ